စားကြပါအောင်ရှင်ဒီနေ့ကတော့နေ့လယ်ပဲရုံးမှာအလွယ်ပဲကျဲဥမွေကျော်လေးရဲ့လက်ဖက်ငပိရထမင်းတုပ်လေးရဲ့နဲ့ရှိတဲ့တခွားသီးနုနုလေးတွေကိုလီးပြီးတော့ငရုတ်သီးစိမ်းလေးနဲ့ကြိုက်ပြီးတော့စားထားပါရဲ့ရှင်တူတူစားကြမယ်နော်ခုလိုအရင်အရသာရှိရဲ့ချင်းငန်ဆက်ပေါ့နော်လက်ဖက်ငပိရတုပ်ကလေးကိုစားရတာဘိုက်ကိုတင်ကသွားပါပြီရှင်